Okay, so Brahmani ma yes no question the right question. Not a kuajara what to be modern fact what to do အဲ့ဒါလေးပါဝင်တယ်၃ပိုင်းပေါ့နော်ဒီနေ့မှာအဲ့2ရက်မှာဟောတော်အသင့်အဆင်ပြေတဲ့ခါကျတော့ကျွန်တော်ဒီဘက်ကိုနည်းနည်းပြောင်းလိုက်တယ်ဒီဘက်နည်းနည်းပြောင်းတဲ့အခါမှာကိုယ့်ရဲ့ဘာသာစကားနဲ့ဘာလိုအပ်လဲခါကျတော့ကိုကကိုယ့်ရဲ့မိခင်ဘာသာစကားကိုသွားစဉ်းစားတတ်တယ်ဟုတ်ကဲ့ဆရာသွားစဉ်းစားတတ်တဲ့အခါမှာအမြဲတမ်းအကျင့်ဖြစ်သွားရင်တော့တိတ်မလို့ပဲမဲ့အစမှာတော့လိုတယ်ဘာလို့ဘာသာစကားရဲ့ကျွမ်းကျင်မှုကမိမိဘာသာစကားနဲ့တခြားဘာသာစကားရဲ့သဘောတဘာဝဘယ်လိုဆက်ဆက်တာလဲဆိုတာကြည့်တာကတစ် point ပေါ့နော်အမြဲတမ်းတော့မလို့ဘူးချို့ကကြတော့အလေးချင်းနဲ့ကိုလုံနိုင်တယ်ရှိတယ်အဲ့တော့ဒါဆိုရင်ဒီမှာရေးတဲ့စာကိုကြည့်တဲ့အခါမှာပထမစဉ်းစားမှာက battery စဉ်းစားမယ်battery ဆိုတဲ့အဓိပ္ပာယ်ကိုကြည့်လို့ရှိရင် battery ဒီအရှိမ headset ပါလို့ရှိလို့ရှင်တော့အဓိပ္ပာယ်တစ်မျိုးမပိုင်အဓိပ္ပာယ်တစ်မျိုးဖြစ်သွားတာဟုတ်ကဲ့ဆရာအရှိမ but to have ပါမယ်နောက်က battery လိုက်လို့ရှိရင်တော့ဒါတနည်းအားပြီးဆုံးသွားတယ်လို့ပြောလို့ရတယ်ပြီးဆုံးသွားတယ်လို့ပြောလို့ရတယ်ပေါ့တခုခုပြီးသွားပြီလက်စာစားပြီးသွားပြီဒါပဲပြောလို့ရနော်လက်စာစားပြီးသွားပြီဆိုတဲ့သဘောတရားပြောလို့ရတယ်ဒါပထမချက်ပေါ့နော်battery တွေဒီနောက်တစ်ခါကျရင် ever တို့ဘာလို့ ਨੇ တွဲသုံးမယ်ဆိုလို့ရှိရင်တော့သူကဘာဖြစ်တာလဲဆိုရင်အတွေ့အကြုံပြောပြတာပြောလို့ရတယ်အဲဆို have you ဘက် ever ထရီရိုးဆိုရင်ဘာကိုပြောရလဲဆရာညွန့်လွတ်သွားလို့ battery ရိုးကကြတော့အဓိပ္ပာယ်ကကြတော့ battery တစ်ခုတည်းဆိုရင်သူကဟောပေါ့ participle adjective ဆိုတာ past participle adjective ဆိုတာpast participle adjective ဆိုတာ passive adjective ပုံစံဖြစ်တယ်ပြောမယ်ဆိုတော့ adjective လို့ပဲမှတ်လို့ရတာပေါ့နော်နံပါတ်1ချက်က adjective adjective ဆိုတာဥပမာဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ကြက်ကြော်တို့တဲကြော်တို့နော်အဲ့လိုမျိုးကြော်တဲ့အခါကျတော့သူက 1ကို battery ပြောင်းလာတာဟုတ်ကဲ့ fry ဆိုတဲ့ဘက်ကို battery ပြောင်းတော့ fried ဖြစ်သွားတယ်နောက်ကနေပြီးတော့ ခေါက်ဆွဲကြော်ဆို noodles ပေါင်းလိုက်တယ်ဒါ fried ကြော်ပေါ့နော်အဲ့လိုပြောင်းလိုက်တယ်ဒါကကျတော့တပိုင်းဒါကအရှိကနေပြီးတော့ပြောတဲ့တပိုင်းဒါ fried noodle ပေါ့ဥပမာဆိုလို့ရှိရင်fried ဒီဘဝကလာ fry ကို ed ပေါင်းလိုက်တယ် fry so fry egg ဆိုပြောပါစို့ကြက်ဥကြော်ဆိုလို့ရှိရင်ဒါကတပိုင်းပေါ့နော်ကြက်ဥကြော်ခဏလေးတော့ဒီမှာ noise တွေပြန်တော့ချက်တော့ post လုပ်လိုက်ပါ okay ဒါကတစ်ခုပေါ့နော်အဲ့ဒီ fry egg ဆိုတာကတော့အရှိက fry ဆိုတဲ့ adjective past participle adjective အနောက်ကနောင်လိုက်တယ်ဒါတစ်ခုံစံတကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့အနောက်ကစကားစုတစ်ခုခုလိုက်မယ်ဆိုရင်စကားစုကအလုံး၅ခုရှိတယ်စကားစု၅ခုကဒီစကားစု၅ခုဆိုလို့ရှိရင်ပထမတစ်ခုကမှတ်ဗျာအမေကြော်တဲ့ကြက်ဥကြော်ဆိုပါစို့ဆိုအမေဆိုတဲ့အရာဒီစကားစုတစ်ခုဖြစ်သွားတယ်ဖြစ်တဲ့ကြောင့်အမေသူကစကားစုပုံစံပြောင်းရေးသွားတာဥပမာဆိုရင်သူကဘာဖြစ်သွားလဲဆိုလို့ဆိုရင် EGGX ဖြစ်သွားမယ်အနောက်က fry ဆိုတာပြန်ရောက်သွားတာ by ဆိုပြီးတော့ပြန်ရောက်သွားမယ် by mom ပေါ့အဲ့လိုပုံစံလေးပြောင်းတာအဲ့နှစ်ပုံစံကမှားတတ်တယ်အဲ့တော့ဒါတစ်ပိုင်းပေါ့နော်ဒါတစ်ပိုင်းဒါပထမသိရမယ့်အပိုင်းတစ်ပိုင်းဒါဆိုရင်ဒုတိယအပိုင်းမှာကျတော့ဘာသွားသိရမလဲဆို verb ing အခုဒီစာလေးကိုစဉ်းစားမယ်ပေါ့အဲ့နှစ်ချက်ကိုစဉ်းစားပြီးမှတက်မှဒီစာကိုရေးလို့ရပြောလို့ရနော် verb ing မှာဆိုလို့ရှိရင်သူကလည်းသူ့အတူနေလို့ဆိုလို့ရှိရင်တော့ပဲ adjective ပဲ adjective ဥပမာတစ်ခုစင်ပယ်ပြမယ်ဆိုလို့ရှိရင်ဗာပြောလို့ရမှာဆိုရင်sleeping child ပေါ့နော်အိပ်ပျော်နေတဲ့ကလေးပေါ့ဒါဆိုရင်အိပ်ပျော်နေသောကလေးဆိုတော့ sleeping က adjective ဖြစ်သွားတယ်နော်တကယ်လို့ဟောပေါ့အိယာပေါ်မှာအိတ်နေသောကလေးဆိုလို့ရှိရင်တော့အိယာပေါ်ဆိုတဲ့စကားစုပါလို့ရှိရင်တော့နေရပါတယ်ပေါ့နော်စကားစု၅ခုထဲကတစ်ခုခုပါမယ်ဆိုလို့ရှိရင်တော့ပုံစံပြောင်းသွားတယ်။ဟောဆိုရင်အချိုင်းဖြင့်တချိုင်းဖြစ်သွားမယ်
the chime ဖြစ်တာပုံများတယ် the chime ပေါ့တိကျသွားပြီ the definite article တော့ねနောက် the chime s e e p i n g sleeping ပြီးမှ on the bed နော်ဒီလိုပြောင်းသွားတယ်ဒီသဘောလေးရှိတယ်ဒါကပို့ပြီးတော့တိကျတဲ့ပုံစံဖြစ်သွားတယ်ဒါဆိုဒီ adjective ကဒါဆိုရင်ဒီ verb ing ကအရင်သိတာကကျတော့ verb ing ကအရှိမအခုကရိယာတွေရှိတတ်တယ်ဥပမာဆိုရင်အိပ်ပျော်နေသည်ဆိုရင် amisa plus verb ing ရှိတယ် but to be plus ဒါကတော့အရင်အတိုင်းပဲအရင် grammar အတိုင်းပဲနော်အရင် grammar အတိုင်းပဲရှိဒါအရင်အတိုင်းပဲသိထားလိုက် grammar အတိုင်းသိတာဒါဆိုရင်အခုသိရမယ့်အပိုင်းကအရင် grammar တွေကတစ်ပိုင်းအခု battery သူ့ဘာသူတည်တန်းရှိနေလို့ရှိရင်ရေးနည်းနှစ်နည်းပြောနည်းနှစ်နည်းစကားစုပိုင်းရဲ့နောက်ကနေပြီးတော့ပုံစံအရှိနောက်ပြောင်းတယ် ing ဆိုလို့ရှိရင်လည်းသူ့ဘာသူနှစ်ခုတည်းဆိုတော့ sleeping chime ဖြစ်ပြီးတော့အိပ်ရပေါ်တို့နော်ဘယ်နှစ်နာရီမှအိပ်နေတဲ့ကလေးဟုတ်လားအနေကင်းမှာအိတ်တဲ့ကလေးစသည်ဆိုလို့ရှိရင်အဲ့လိုအချိန်ကြီးပါစကားစုတွေပါတစ်ခုခုပါပြီဆိုလို့ရှိရင်တော့ပုံစံလေးပြောင်းရည်တယ်အဲ့ဒါကအမှန်ဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့နေရာလေးကတစ်ချက်အခုဒီမှာဒီစာလေးတစ်စောင်စာစီစာပေါ့ number 1ဆိုတဲ့ဖြည့်ရေးလိုက်တဲ့စာကိုကျွန်တော်ဖတ်ပြီးသွားပြီပေါ့ကျွန်တော်ဖတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲပေါ့ဒါစဉ်းစားရတော့မယ်နော်စဉ်းစားမယ်အရင်ဆက်စဉ်းစားကြည့်စဉ်းစားတဲ့အခါမှာဟောပေါ့မူလက subject verb တွေကိုအခြေပြုပြီးစဉ်းစားပါနော်စဉ်းစားတဲ့အခါမှာဟုတ်ဒီစာကိုအသေးဆုံးအပိုင်းစဉ်းစားဖို့လိုအပ်တယ်အသေးဆုံးအပိုင်းဆိုရင်ဘယ်လိုစဉ်းစားမလဲအဲ့တော့ဖတ်ပြီးပြီရပတ်နော်ဖတ်ပြီးပြီရပတ်စာဖတ်တာစာက object ဖတ်တာရဲ့ object အဲ့တော့ဖတ်တာဘာလို့လဲငါဒါဆိုရင်ငါရဲ့စာရဲ့ပြီးတာရဲ့ဆိုရင်ဒါပထမအသေးဆုံးစာကြောင်းနော်ဟုတ်ကဲ့ရှင်အသေးဆုံးစာကြောင်းဆိုဒါကျွန်တော်အသေးဆုံးစာကြောင်းစပြီးရေးလိုက်ကြည့်မယ်ဆိုကျွန်တော်စာဖတ်ပြီးသွားဆိုဘယ်လိုပြောမလဲ I read ဖတ်ပြီးပြီပြီးပြီဆိုရင် battery သုံး read read နော် I've read ကျွန်တော်ဖတ်ပြီးသွားပြီစာပြီးသွားပြီဆိုရင် has set flat နောက်မှာ battery ရှိတယ်ပြီးသွားပြီဒါပထမချက်နော်ပြီးသွားပြီဆိုတော့စာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်စောင်နှစ်စောင်ရေးလို့ရတယ်ဖြစ်တဲ့ကြောင့် the letter လို့ပဲကျွန်တော်ရေးမယ် letter ဒါဆိုလို့ရှိရင်ဒီစာကြောင်းဒီကျောင်းသားတွေတော်တယ်အင်္ဂလိပ်စာလင်သိပြီ I have read ဆိုတော့ဖတ်ပြီးပြီစာပြီးပြီသွားပြီးပြီ the letter object ဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ subject ဒီ၃ခုကိုရပြီဆိုရင်အခြေခံစနစ်ရပါပြီဒါဆိုဒီမှာဘာကွာသွားလဲဆိုအဖေရေးလိုက်တဲ့စာအဖေကရေးလိုက်တဲ့အဖေရေးတဲ့စာကိုကျွန်တော်တို့ဒီနှစ်နည်းထဲက battery နည်းနဲ့သုံးမှာ ing နည်းနဲ့သုံးမလားအဲ့နှစ်နည်းကတနည်းသုံးပေးရဘယ်ဖြစ်နိုင်လဲပေါ့စဉ်းစား battery ဖြစ်မှာပေါ့ battery ဖြစ်မယ်ဆိုရင်ကျွန်တော်အဲ့ဖြည့်ရမယ့်ပုံစံလေးဟာရေးတဲ့စာဆိုတဲ့အတွက်ကြောင့်ဒီတိုင်းပဲကြော်ထားတဲ့ကြက်ဥကြော်လိုပဲ letter ကအရှိကနေတယ် egg ကအရှိကနေတယ်အနောက်ကရေးတယ်ဆိုတာဘောင်ဝမ်းက right ကိုဘာပြောင်းပေးရမလဲဆို battery ပြောင်းပေးရမယ် written ရေးသူဆိုရင်ဘိုင်ခံပြီးဆိုတော့အနောက်က dead ဆိုတဲ့ dead ပေါ့ father ဆိုလဲ father ပေါ့နော်ဒီလိုပြောလိုက်ရmy father ဆိုလဲဒီသဘောရှိတယ်အဲ့ဒါက subject verb object ကိုကျွန်တော်တို့ written ဆိုတဲ့ past participle adjective passive voice adjective ကပံ့ပိုးပေးတာ supporting လုပ်ထားပြီဟုတ်ကဲ့ရှင်ဒါဆိုရင်အဖေးလိုက်တဲ့စာဆိုတာပြီးဆိုတော့ရတယ်ဒါနောက်ကျရင် recording သွင်းတာဆိုတော့အဆင်ပြေပါဟုတ်ကဲ့ဆရာရတယ် I have read the letter written by that အဲ့ပုံစံစင်တူလေးကကျွန်တော်တို့ကလေ့ကျင့်ရမယ်ဒါဆို battery ပုံစံတစ်ခုရပြီဆိုတော့စင်နောက်တော့ speaking ပြောမယ်ဆိုရင်တော့မေးခွန်းထုတ်ရမယ်မေးခွန်း6လုံးရှိတယ် 6wh အဲ့ဒါလေးလေ့ကျင့်ရမယ်တပြိုင်တည်းပေါ့နော် who what when where why ဆိုတဲ့6လုံးနဲ့လေ့ကျင့်ဖို့လိုအပ်တယ်အဲ့ဒါဆိုရင်မေးခွန်းထုတ်လို့တက်လာလို့ချက်စဉ်းစားကြည့်အဲ့ဒါမှပြောတတ်မှာဟုတ်ဘယ်သူရေးတာလဲအဲ့တော့ဘာကိုဖတ်တာလဲစာဖတ်တဲ့သူကဘယ်သူလဲနော်ဒီလိုထွက်လာမယ်ဟုတ်တာအဲ့လိုထွက်လာ when where why how အဲ့ဒါလေးကိုဟိုအရင်နေ့အတိုင်းကျွန်တော်တို့
day 1မှာမေကွန်းထုတ်တယ် day 2မှာမေကွန်းထုတ်တယ်အဲ့ဒီအတိုင်းပဲဒီစာလေးဒီပေးတဲ့စာကြောင်းလေးကိုမေကွန်းပြန်ထုတ်လို့တက်လာ WH question ထုတ်တက်လာ yes no question ထုတ်တက်လာနှစ်ပိုင်းပြန်ထုတ်ဒါပဲ ဟုတ်ကဲ့အခုဆိုရင်ခေါင်းထဲမှာဆရာ have you read the letter written written by that by your dad that's very good written by dad အဲ့ဟာကို WH နဲ့ထည့်မယ်ဆိုလို့ရှိရင် WH ဘယ် ဆို စ လို့ လုံးထ ရှိ ည့်ရ ရင် မှာ WH ကစဉ်းစားလို့ရတာကဘယ်သူလဲဆိုရင်ကျွန်တော်နော်ဖ ဟု တ် တ် တာကဘာလဲဆိုလို့ရှိရင် what နော်ရေးသူကဘယ်သူလဲဆိုရင် who ဟုတ်လားအဲ့လားသုံးခုတော့ပြောလို့မရနိုင်ဘူးလားရနိုင်တယ် I ဆိုတဲ့နေရာမှာ ရ who နိုင်တယ်ဒါမှမဟုတ်ကောင်း ကောင်းမင်းကဘာကိုဖတ်ပြီးသွားတာလဲရတယ်နော်တေချာစာကိုဘယ်သူကရေးလိုက်တာလဲနော်ရေးသူအဖေရေးတယ်နော်ဒါနှစ်ချက် ဟုတ်ကဲ့ အင်းဘာလို့ပြီးသွားပြီလဲစာဖတ်ပြီးသွားပြီသုံးချက်ကျွန်တော်တို့က who တွေ what တွေနောက်တော့ who ကနှစ်ခါဖြစ်သွားမှာပေါ့နော် ဟုတ်ကဲ့ဆရာ who ကနှစ်ခါဖြစ်သွားမယ်what ကတစ်ခါဖြစ်သွားမယ်ဒီပေါ်ကြည့်ပြီးတော့ မင်းဘယ်လိုမေးလဲဆရာ ဘယ်နဲ့စမေးမလဲ who နဲ့မေးမလား what နဲ့မေးမလား ဟုတ်ဖူးနဲ့နမူနာလေးလုပ်ပြပါ who ဆိုလို့ရှိရင်တော့ကျွန်တော်ဆိုလို့ရှိရင်တော့ who နေရာမှာ I ထည့်လိုက်ရပြီ I နေရာမှာ who ပြော who လိုက်ရ had read the ဒါပေမဲ့ letter who have လို့လည်းမေးလို့ရတယ် who has လို့လည်းမေးလို့ရတယ် ဟုတ်ဆရာ တယောက်တည်းကိုလိုချင်တော့ who has who has အများလိုချင်တော့ who have who ပေါ့ has အဲဆို me ငါဖတ်တာဆို is me ဒီလိုပြောလိုက်ရ is me ဟုတ်နော်ဒါကဘာတူလဲ who has read the letter written by dad အဲ့ဆို dad ကိုမေးမယ်ဆိုရင်ဟုတ်ဆရာ ရေးတဲ့သူကိုပြောရမှာပေါ့ ဟာအာ စာကိုဘယ်သူကရေးလိုက်တာလဲဆိုဖြစ်သွားမယ်ဒါတော့ဖြတ်ပြီးတော့မေးတာပေါ့ဘယ်သူရေးပြီးတဲ့စာလဲဆို who has written the letter ဒီတိုင်းပဲပြန်သွားမှာ who has written ဟုတ် the ကဲ့ဆ letter ရာအဲ့မှာဆိုငါဖတ်ပြီးပြီဘာကြီးထည့်ကြမလို့တော့ပဲနဲ့ဟူကိုပဲမေးရတာပေါ့နော် လူလိုချင်တဲ့ point ကိုပဲဆွဲထုတ်ရမှာဘူးမေးခွန်းမေးတဲ့သူကတော့သူပါအချက်ကိုသိကျင်တာလဲ who has written the letter အဲ့လိုတော့ ဟုတ်ဆရာ who has written the what letter နဲ့ဆိုရင် မင်းဘာဖတ်ပြီးသွားပြီလဲလို့ပြောလို့ရတာပေါ့ what had you read read ပေါ့ read what had you read ဒါလို့ဟုတ်တယ် what had you read what have you ဟုတ် read ကဲ့ပါဆရာ ဘာဖတ်ပြီးသွားလဲဆိုတော့ the letter written by တဲ့အဖေရေးတဲ့စာဖတ်လိုက်တာ what had you ဟုတ်ဆရာ အဲ့ဒါလေးကျန်ပါအဲ့ဒါကိုဘယ်လိုခေါ်မလဲစိတ်ရှည်ထားပြီးတော့ practice များပြန်လုပ်မယ်ဆိုလို့ရှိရင်တော့ရေးတာဟောဘယ်လိုခေါ်လဲ speaking practice လုပ်တာဒီပြိုင်တဲ့ practice လုပ်ရအောင် ဟုတ်ကဲ့ဆရာ ပို့ပြီး သိ တော့ ချလုံးလိုက်ပါမယ် ပို့ပြီးတော့ဘယ်လိုခေါ်မလဲ extra ပေါ့ကျင့်သားရပါမယ်ကျင့်သားရတော့မှscale ပြောင်းပါဦး scale ပြောင်းပထမဆုံးကတော့ fluency scale တက်လာမယ်ပေါ့တွေးလိုက်လို့ဆိုရင်မိကုန်းထုတ်လို့တက်လာမယ်တွေးလိုက်မိကုန်းထုတ်လို့ပြောလို့တက်လာမယ်ကျွန်တော်ပထမ day 1နဲ့ day 2ကတူညီတဲ့ question တွေလုပ်တဲ့အခါပို့ပြီးသဘောနည်းနည်းပေါက်လာတယ်ဒီနေ့ဒါထပ်လုပ်လဲရတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းပို့ပြီးတော့အရှိသွားလို့ရလားဆိုတာကို practice လုပ်ကြည့်တာဆိုတော့အဆင်ပြေပါတယ်ဒါဆိုရင်နောက်တစ်ဆောင်ကဒီဟာလေးကိုပြောကြည့်လိုက်မယ်နော်ဒီစာလေးကကိုကမြန်မာစာရဲ့ဝါကျအကိုဖြတ်တဲ့အခါလဲသဘောပေါက်သွားတယ်အင်္ဂလိပ်စာနဲ့ချိန်တဲ့ပုံစံပေါ့ဒါဆိုပထမဆုံးရေးရမယ့်စာပုံစံကဖြေလိုက်တဲ့စာကခဏထားတယ်ဆိုလို့ဆိုရင်စာကစိတ်ဝင်စားစရာပဲဆိုရင်ဘယ်လိုပြောမလဲစာကစိတ်ဝင်စားစရာပဲ the letter the letter ဟုတ်ပြီစာဆိုတော့ the letter very အရန် very interested is တော့ထည့်ရမနော်ကျွန်တော်ဆိုတော့ very the letter is very interested interesting လို့တော့ရမယ် INTERESTING ဘာလို့လဲဆိုတော့ interested သုံးရင်ကိုယ်တိုင်ကဒီနေရာမှာ subject ဖြစ်ရမှာ
I am interested very interested ကျွန်တော်ကစိတ်ဝင်စားတာအဲ့လိုတော့အဲ့တော့ဒီ interesting ဆိုလို့ရှိရင်တော့ ing က es interesting ဆိုတော့အဲ့ဒီ letter ကသူများကိုစိတ်ဝင်စားမှုပေးတာလူလည်းပြောလို့ရတယ်လူထည့်လိုက်လို့ဆိုရင်ဥပမာအဆိုတော်တယောက်ကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုသူများကိုစိတ်ဝင်စားမှုကိုပေးတာသူကစိတ်ဝင်စားတာမဟုတ်ဘူး The singer is very interesting. အဲ့ဒီအဆိုတော်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်သူကသူများကိုစိတ်ဝင်စားမှုပေးတယ်လူအများကစိတ်ဝင်စားတာသူကသူများကိုပေးတာသူကိုယ်တိုင်ခံစားတာဆိုတော့ ed ပေါင်းရမယ် interested ဟုတ်ကဲ့ဆရာတက်ရှိရောတက်မယ်ကိုသုံးလို့ရတယ်အဲ့လိုတော့ဒါဆိုရင်ဒီကိစ္စအပြီးသွားပြီစာကအရင်စိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားစရာပဲဆိုတဲ့ဘဲတို့ကောင်းတယ်တို့ဆိုတဲ့မြန်မာစကားရဲ့အဆုံးသတ်တဲ့အတူတူပဲအင်္ဂလိပ်စာကဒါဆိုရင်အဖေရေးလိုက်တဲ့စာဆိုတော့စာကိုပဲပါလို့ပေးရမှာချိန်ပေးရဟုတ်ဒါဆိုဘယ်လိုပြော the letter written by dad ဒီနားမှာ is very interesting ဒါဆိုဒီနားမှာကတ်ထည့်ရမှာ WRITT and written by dad ဒီတိုင်းလေးပေါင်းလိုက်ရင်ရပါပြီအဲ့ဒါကြာ face တို့ပါလို့ဆိုလိုတာလားဟုတ်တယ်အဲ့ဒါ the letter written by dad ဆိုဒီ written by dad ဒီပါ face ဖြစ်သွားလဲဆို letter ကို noun face adjective ပေါ့ adjective လားမသိရတာခဏပြန်ပြောမယ်နော်ဒီ letter by dad ဒီအရှိကနောင်ကိုထူပြတော့ကျွန်တော်မြန်မာစာမှာလည်းပဲနာမဝိသေသနာဖြစ်တယ်နာမဝိသေသနာဖြစ်တာဒီကနေပြီးတော့ဒီအထီကြတော့ခုနညွန်ပြောသလိုပဲဒီဟာနဲ့ဒီအထီကကြတော့ noun face ပြန်ဖြစ်သွားတယ်noun face ထဲမှာအဲ့ဒါမကွဲတာဆရာအဲ့တော့အဲ့လိုပေါ့ဒါကမြန်မာအင်္ဂလိပ်မှာသဘောပေါက်သွားတဲ့ခါကျကိုကဒါကို create လုပ်သွားလို့ရှိရင်ကိုတို့အများကြီးကျန်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါနောင်ပြန်ဖြစ်သွားတယ်ဒီကရေးလိုက်တဲ့စာဆိုတော့စာပဲပြန်ကြံတယ်ပေါ့ကြံတာပတ်မှုပေးတာ coding လုပ်ပေးတာဒါဆိုဒီမှာလဲကိုအနေနဲ့စကားပြောလေ့ကျင့်နေတယ်ဆိုရင်အားမရဘူးဆိုရင် break question တွေကိုပြန်လေ့လာမယ် yes no question ဆိုတော့ is ကိုရှင်းထုတ်လိုက်ရပြီ is letter written by dad very interesting ဆိုတော့အမြင်တန်လေးပြောလိုက်ရပြီthe break question ဆိုတော့သူကနည်းနည်းစဉ်းစားရမယ်နော်ဘယ်သူရေးရတဲ့စာကဘယ်လိုအခြေအနေရှိလဲဆိုတော့ဘယ်လိုအခြေအနေရှိလဲဆိုတော့ how ပေါ့ဘယ်လိုအခြေအနေရှိလဲဆိုရင်စိတ်ဝင်စားဖို့ကောင်းပါတယ် how is the letter ဒီလိုပြောလိုက်ရတယ် how is the letter written by dad how is the letter written by dad အဖေရေးတဲ့စာဘယ်လိုလဲစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ပြည့်စရာကောင်းတယ်ဆိုရင် disappointing ပေါ့အဲ့လိုပြောတာပေါ့နော်ဟုတ်ကဲ့ပါဆရာလိုလေးတွေပြောင်းသွားဟုတ်ကျေးဇူးများတင်ပါတယ်ဆရာဟုတ်မြဲနေကိုမလေးလာထားတာရှိတယ်ပြောလို့လည်းအဆင်ပြေတယ်နော်โอเคဆရာခုန battery ကလေ ever နဲ့တွဲတယ်ဆိုတဲ့ဟာဆက်မပြောရသေးဘူးဟုတ်တယ် ever ဆိုတာကြတော့ကျွန်တော်တို့အတွေ့အကြုံကိုပြောတဲ့အခါမဆိုရင်မင်းနိုင်ငံခြားရောက်ဖူးလားတို့အလုပ်လုပ်ဖူးလားတို့နော်ခီးထွက်ဖူးလားဆို ever ပေါ့ဒီ battery နဲ့ပဲပြန်ပြီးတော့ ever ထည့်လိုက်တာဟုတ်လားဟုတ်ကဲ့ဆရာ have you ever battery ပေါ့ဟုတ်နော်ဘာလို့ have you ever written a letter စာတစ်စောင်ရေးဘူးလား to your boyfriend တို့ girlfriend တို့ရေးဘူးလားရီစားစီစာတစ်စောင်ရေးဘူးလားဆိုတော့ ever ဒီဖူးလားဖြစ်သွားတယ်ဟုတ်ဖြစ်တာဒီစားစာကိုအရင်ကစားဘူးလားဒီနေရာကိုအရင်ကရောက်ဘူးလား have you ever been အဲ့လိုမျိုးပုံစံလေးဖြစ်သွားဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုနံပါတ်3ကတစ်ချက်လောက်ကြည့်လိုက်လို့ဆိုရင်လက်ဆောင်ဦးလေးပို့လိုက်တဲ့လက်ဆောင်ကိုကျွန်တော်မနေ့ကရခဲ့တယ်တဲ့ဒါကျွန်တော်လက်ဆောင်မနေ့ကရခဲ့တယ်ဆိုတာလေးအရင်ရေးလိုက်မယ်ဆိုရင်ဘယ်လိုရေးမလဲကျွန်တော်ဆိုတာ I have got the present I have got the present ကျွန်တော်မနေ့ကရခဲ့တယ်မနေ့ကဆိုတော့ဘာဘတ် yesterday ဘာဝါလာဘတ်2လားဘတ်3လားမနေ့ကဆိုတော့but do I had HAD ဟဲ့လည်းရတယ်ဆိုတာ GOT got လည်းရတယ် receipt လည်းရတယ်သုံးလုံး RECEIVED receipt ကကြတော့ formal ဖြစ်သွားတယ်နော်formal ဖြစ်သွားအလုပ်ကိစ္စတွေပါပြောရင် I receipt လို့တောင်းတာပေါ့နော်ကဲအဲ့ညမှာ have but 3သုံးကြမလို့ပေါ့သူကမနေ့ကရခဲ့တာbut 2ပဲတောင်းရမှာလေရပြီးသွားပြီမဟုတ်တော့မဟုတ်စာကြောင်းရဲ့သဘောတရားလိုက်ကြည့်ရမှာလေ
မနေ့ကရခဲ့တယ် ဟုတ်ကဲ့ ရပြီးသွားပြီဆိုရင်တော့ battery တော့အပေါ်တိုင်းပဲကျွန်တော်စာဖတ်ပြီးသွားပြီ grammar tense ကတော့မတူပြောင်းပါမပြောင်းတာကတော့ battery ကမဖြောင်း ing မပြောင်း ဟုတ်ကဲ့ဆရာ နော် grammar က verb 1 verb 2 verb 3 verb ing future တွေကတော့လိုပြောင်းသွားမှာစာရဲ့ကိုပြောချင်တဲ့အချိန်ကာလပေါ်မူတည်သွားမှာနော်ရခဲ့တယ်ဆိုတော့ကျွန်တော်ရခဲ့တယ်ဆိုကျွန်တော် verb 2 ထည့်မယ်ဘာရတာလဲ object လက်ဆောင်ကိုလိုပဲလဲ the present လဲရနော် JFT ကဒါဆိုဒီစာကြောင်းကကျွန်တော်ရတယ် object ကိုကျွန်တော်ရရှိတယ်လက်ဆောင်ကိုရရှိတယ်မနေ့ကဆိုတော့ yesterday yesterday ဟုတ်ပြီဒီ sentence က subject verb object ပြီးတော့အချိန်ကာလတစ်ခု time ထည့်လိုက်တယ်ဒီလောက်ပဲဒါဆိုဦးလေးပို့လိုက်တဲ့လက်ဆောင်ဆိုတာလက်ဆောင်ကိုထပ်ပြီးတော့ extend လုပ်ပေးရမှာ sent by anchor ဒါဆို gift ရဲ့နောက်မှာထည့်မှာ လေ gift ရဲ့နောက်မှာထည့်ရမယ်ပို့တာက send ကို battery ပြောင်းမယ် SENT SCND ပဲဒါဆိုရင် send ဦးလေးဆိုတော့ by uncle anchor my uncle ဆိုရ UNCLE uncle သို့မဟုတ် my uncle ပေါ့နော်ဒါဆိုရင် sent by uncle ဒီ gift ကို modify လုပ်တဲ့ adjective clause ပြန်ဖြစ်သွား adjective phrase ဖြစ်သွားတာပေါ့နော် adjective ဟုတ် phrase ကဲ့ဆရာ subject verb object ဆိုတဲ့ဟာကို phrase တစ်ခုလာပေါင်းထည့်ပြလိုက်တယ် အဲ့ဆိုရင်ညို့လို့ကစတွေးတဲ့အခါမှာရှုပ်ပြီးတွေးလို့တော့မရဘူးပေါ့နော်ဆရာမနေ့ကရခဲ့တယ်ဆိုတိုင်းမနေ့ကရပြီးသွားတာမဟုတ်ဘူးပေါ့နော်ဆရာ ပြီးရမဟုတ်ပြီးတယ်ဆိုရင် battery ဖြစ်သွား ဟုတ်ကဲ့ဆရာအဲ့ဆိုကိုပြောချင်တဲ့စာကြောင်းပေါ်မူတည်ပြီးတော့ပဲ verb ကိုပြောင်းတော့ရင်ရတာပေါ့နော် မှန်တယ်အဲ့တော့အရင်လေမနေ့ကရခဲ့တာဆိုရပြီးသွားတာမဟုတ်ဘူးလားဆိုပြီးတော့လဲတွေးပြီးတော့ plus battery တဲ့ရင်လွတ်တယ် မနေ့ကရပြီးသွားပြီဆိုသူကကျတော့အဲ့ဒါ grammar နဲ့ဆိုင်သွားတယ်ဘာလို့ဆို grammar မှာကျတော့verb 2ဆိုလို့ဆိုရင် yesterday တို့ last တို့ ago တို့အဲ့ဒါတွေသုံးရမယ်ဆိုတော့သူ့ရဲ့grammar နည်းပေါ့နော်ကျွန်တော်မနေ့ကရပြီးသွားပြီပြောလဲမှန်တယ်ဒါပေမဲ့ဒါဒီ grammar ကြမမှန်ဘူးနားလည်မှုရမှန်တယ်ငါမနေ့ကရပြီးသွားပြီဒီလိုလည်းပြောနေကြတာပဲကိုယ်စကားလည်းပြောတာဟုတ်ကဲ့ဆရာဟုတ်နော်အဲ့တော့ဒီနေရာမှာ yesterday တို့ဘာလို့ဆိုရင်ကျွန်တော်တို့ကအဲ့တော့မနေ့ကရပြီးသွားပြီလို့ပြောလို့ဆိုရင်တကယ် grammar မှန်ကကြတော့ I have got the letter since yesterday လို့ပြောမှမှန်တာမနေ့ကတည်းကရပြီးသွားတာအခုလက်ရှိရှိနေတယ်လို့ပြောတာအဲ့လိုစာဆန်ဆန်ကြီးနဲ့ပြောတဲ့လူကနေတယ်ပေါ့ဟုတ်ကဲ့ဆရာဟုတ် since ပြောလိုက်လို့ရှိရင် yesterday ကျရင် but 2နဲ့ပဲတွေ့ရမယ် since တွဲလို့ရှိရင် but 3နဲ့တွေ့ရမယ်အဲ့ကြောင့် grammar shootout ကတွားကြည့်တော့ grammar ဆရာတင်တာကြတော့မဟုတ်မင်းတို့ကဒါနဲ့ပဲတွေ့ရမယ်ဒါနဲ့ပဲတွေ့ရမယ်ဆိုပြီးတော့90%တော့ fit တင်လုပ်ထားပြီးတယ်ဆောင်းဝင်းစစ်တာအဲ့တိုင်းပဲစစ်တာဟုတ်ဆရာဟုတ် grammar skill စစ်တာသူအမှတ်ပေးရှိမယ်အဲ့လိုသွားတာကျွန်တော်တို့ကြတော့အပြင်မှာကြတော့ formal informal အရှင်းပြလို့နားလေလို့ပြောကြတာအဲ့လိုပြောတာဒါလည်းလက်ခံလို့နားလေလို့ပြောတာပို့သဘောကျတယ်လက်ခံတာဒါလည်းလက်ခံတာလေသို့တော်ညာလည်းပဲဒါကcommon တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့ဆရာ understood တော့လုပ်လိုက်တာအဲ့လိုဖြစ်နော် understood တော့အဲ့လိုဖြစ်ညတော့အဖြစ်ကတော့သူတို့တင်ထားတဲ့အတိုင်းပဲသုံးကြတာများတော့ဖြစ်ဆိုရင်ဒီတစ်ခုရပြီနော်ဒီ၃ကြောင်းရပြီပေါ့Okay so 4 5 6 7 8 9ပါဒီထက်တစ်ခုလောက်ဒီဘာသာပြန်ကြည့်အောင်ဘယ်လိုမျိုးပြန်အဆင်ပြေမလဲ about 4တော့ဆင်တူတယ်ခုနအတိုင်းပဲထည့်လိုက်တော့ပေါ့နော်ဒါလည်းတစ်ပင်စိုက်တာပြောချင်လိုက်ရတယ်ဒါမျက်ရည်ရှင်မဆိုင်ရဲပါနိုင်ရခဲ့တယ်4 to 8ခဲ့တခုလောက်ဒီရတော့မလား number 6 number 6ရတယ်ဆရာရှင်မဆိုင်ရဲသွားမလား7တော့ရှင်မဆိုင်ရဲပါ den of fix လား
Den of face ဟုတ်တယ် Den of face ကဲဒါဆိုရင်ကျွန်တော်တို့ Den of face ကရင်မဆိုင်ရဲပါ I'm Den of face တာ yes eyes Den of face ရင်မဆိုင်ရဲပါသူမကြီးဆိုတော့ဟာ crying eyes လား battery သုံးပါလားဆရာ ဟမ် မသိတော့ ဟုတ်တယ်ဗျမျက်ဝန်းဆိုတာဟာ face ပဲပေါ့ Den of face ဟာ face ပဲပေါ့နော် her face subject verb object ရပြီ Den of face က main verb ဆိုရင် her face က face က object နော်မျက်ဝန်းမျက်နှာကိုရင်မဆိုင်ရဲပါဆိုတော့ဒါဆိုရင်ကျွန်တော်တို့ channel ကမျက်ရည်မြပြည့်ရှံနေတော့ဆိုတဲ့ဟာကျန်တယ်အဲဒီမျက်ရည်နဲ့ပြည့်ရှံတယ်ဆိုတော့ပြည့်ရှံတဲ့မျက်နှာပေါ့ဒါဆိုရင်သူကကြတော့ပြည့်နေတာ full of full of ဆိုလို့ရှိရင်တော့ထည့်လို့ရတယ်full of ဆိုတာက her face full of ဆိုတော့ထည့်လို့ရတယ်ဒါ full ဆိုတဲ့ adjective ပေါ့နောက်တစ်နည်းကကြတော့ကျွန်တော် verb 3သုံးမယ်ဆိုရင်ထည့်လို့ရတယ် fill with fill ဆိုတာဖြည့်တာပြည့်တာဆိုတော့ verb 3ထည့်လိုက်တဲ့အခါကျတော့ဖြည့်ခြင်းခံရတော့ပြည့်နေတော့လို့အဓိပ္ပာယ်ရတယ် fill with နော် fill with အဲ့လိုပဲရေဆိုလို့ရှိရင်လည်း water ပြည့်နေတော့ဖြည့်ထားတော့ပြည့်နေတော့အဲ့လိုအဓိပ္ပာယ်ရတယ် ပြည့်နေတော့ fill with tear 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 ဆိုရင်ရပြီပေါ့ fill with tear and then of face her face fill with tear အဲ့လိုကြောင်းလေးနော် okay ဒီစာမျက်နှာမှာနောက်တစ်ပုဒ်လောက်ရွေးကြည့်အောင်အဲ့တော့ fill with လည်းရတယ် full of tear ဆိုလည်းရတယ်နော် full of tear တခြားနည်းနဲ့သုံးတာပေါ့ adjective full ဆိုတဲ့ဟာသုံးလိုက်တယ် full of tear ဆိုလည်းသုံးလိုက်ရတယ်နော် ဒါပြရကိုခေါက်တော့တယ်냄새가 심해.ဆရာဟိုနေရွှေတုံးပြောင်ရိုက်ကူးတော့ရုပ်ရှင်ကားဒီအကယ်ဒမီရခဲ့ဒီကိုရွေးလိုက်မယ်ဆရာ Academy ရခဲ့ပြီဆိုတော့ရုပ်ရှင်ကားက Academy ရတာရုပ်ရှင်ကိုပဲအရင်ရေးလိုက်မယ်ရုပ်ရှင်က the movie နော် MOVIE movie Academy ရရှိတာဆိုတော့ won the prize film prize won the award ဆက်မှာ Academy won the award Academy Award ACADEMY Academy AWARD Awards နော် The movie won the Academy Award ဒါကဆိုရင်တကြောင်ရပြီဆိုတော့ရိုက်ကူးတော့ created by ရွှေတုံးပြောင် ရိုက်ကူးတာ created created လည်းရတယ် created by TED created by ရွှေတုံးပြောင် directed by ဆိုလည်းရတယ်နော် ဟုတ်ဆရာ directed by EIRECTED directed by ရွှေတုံး ရွှေတုံးပြောင် ဒီတိုင်းပဲရေးလိုက်တော့ SBA okay created directed something wrong created by directed by တော့ by အနေရပါ created by ရွှေတုံးပြောင် okay ဒါဆိုရင်ကျွန်တော်တို့ part 3ဆိုတဲ့ past participle ကိုသုံးတဲ့ပုံစံကဒါဆိုရင်ဒီပုံစံနဲ့အဆင့်တူလေးတွေ practice လုပ်လို့ရပြီဒါဆိုနောက်တစ်ခု ing ပုံစံကိုတွားကြည့်မယ်ဒီဘက်ဒီ18 19 20တွေကတစ်ခုလောက်ယူကြည့်ကြအောင်ဒါလည်း battery ပဲနော်battery မဟုတ်ဘာရင်ကြီး အဲ့နှစ်ခုတွေကတစ်ခုပေါ့အဲ့လိုဖြစ်ပါနော် The old lady
is their grandmother. The old lady is their grandmother. That's it. The old lady The old lady is their grandmother. The old lady is their grandmother ဆိုရင်ညာဘက်လက်ထဲမှာ Yes. ခဏထားမယ်ထီးတစ်လက်ကင်ထားတဲ့အမေအိုဆိုတော့ဒီထီးတစ်လက်ကင်နေဆိုတဲ့အမေအိုဆိုတော့သူကအမေအိုနဲ့ထီးကင်တာအဲနေရာမှာစပြင်မယ်ကင်ထားတော့ဆိုတာဘယ်လိုပြောမလဲကင်ထားတော့ Holding. holding ဆိုရင် ing ထည့်လို့ရပြီပေါ့နော် holding ကိုဒီထီးတစ်လက်ဆိုတဲ့အခါကျတော့ holding ထီးဆိုတော့ an umbrella နော်ထီးတစ်ချောင်း umbrella umbrella okay ဒါဆိုရင်ထီးကင်ထားသောအမျိုးသမီးမဲအိုညာဘက်လက်မှာဆိုတော့သူ့အနောက်ပဲထပ်ဆက်မယ် in In her right hand. right hand RIGHT right hand HAND right hand ဒါဆိုရင်ဒီ sentence ကရပါပြီဒါဆို the old lady စံတော့ကိုကြာဘယ်လိုပြောလဲ noun phrase ကိုမှ adjective နှစ်ခါadjective တစ်ခါနဲ့ နှစ်ခါပေါင်း နှစ်ခါဝင်လာလား နှစ်ခါပေါင်းလားဆိုတစ်ချက်ပြန်ကြည့်မယ်ဒါဆိုလို့ရှိရင် the old lady ကအဓိကဖြစ်တယ်ဆို holding an umbrella ကဒီ holding an umbrella က adjective phrase ဟုတ်ကဲ့ဆရာ နော် in her right hand ဆိုတဲ့အခါကျတော့ညာဘက်လက်ထဲမှာဆိုတဲ့အတွက်ကြောင့်သူ့အရှိကညာဘက်လက်ထဲမှာလို့ပဲပြောလို့ရှိရင်တော့သူဒီနေရာပေါ့ place ပေါ့ place ပေါ့ ဟုတ်ကဲ့ဆရာ နေရာ place ပေါ့ place က adverb ပေါ့ adverb မှာ၅ခုရှိတယ် DMPD RP က adverb တွေတကယ်လို့သူ့အရှိမ noun ထားလို့ရှိရင်တော့ညာဘက်လက်ထဲမှာရှိသော umbrella ကိုကင်ထားသောဆိုတဲ့ဟာမျိုးပြောရင်တော့ adjective နှစ်ခုဖြစ်သွားမယ်နော်တကယ်လို့ညာဘက်လက်ထဲမှာလို့ပဲထိတလက်ကင်ထားသောဆိုလို့တိကျခွဲထုတ်လိုက်လို့ရှိရင်တော့ adverb နဲ့ adjective ဖြစ်သွားနော်ညာဘက်လက်ထဲကထိဆိုလို့ရှိရင်တော့ adjective ညာဘက်လက်ထဲမှာပဲလို့ပြောလို့ရှိရင်တော့ adverb နေရာပြကင်ထားသောထိတစ်ချောင်းကိုကင်ထားသောအမျိုးသမီးဖြစ်တဲ့ကြောင့်ဒီ holding ကအမျိုးသမီးကိုထူပြ adjective ဟုတ်ကဲ့ဆရာ ဒါဆိုတော့ adverb လည်းပြောလို့ရတယ်ပြီးတော့ဒီဘက်က holding က adjective phrase ဆိုတော့ phrase နှစ်ခုပါမယ်ပေါ့အဲ့သုံးခုလုံးပြန်ပေါင်းလိုက်လို့ဆိုလို့ရှိရင်တော့အမျိုးသမီးဆိုတာပြန်ဖြစ်သွားတဲ့ကြောင့် phrase တွေအလုံးပြန်ပေါင်းလိုက်ရင် noun phrase ပြန်ဖြစ်သွားတယ် noun phrase ပြန်ဖြစ်သွားဒါဆိုရင်မြင်းတွေကဒီစာကြောင်းကိုမေခွန်းထုတ်မယ်ဆိုလို့ရှိရင်လည်း is ကိုရှေ့ထုတ်လိုက်လို့ရှိရင်မေခွန်းဖြစ်တယ် Is the old lady holding an umbrella in her right hand? Is their grandma? Yes, ဒါဟုတ်ပါတယ်နောက်တစ်ခုက who is holding an umbrella? The old lady umbrella. So what is she holding in her right hand? သူဘာကင်ထားတာလဲ umbrella တစ်ချောင်းကင်ထားတယ် who is their who is she? She is their grandmother. So ဒီကနေမေခွန်းတစ်ခုခုလို့ပြန်ထွက်နေမှာပေါ့အဲ့လိုလေး practice လုပ်လို့ အဓိကမေးဖို့မယ်နော်မေးဖို့မမေးတတ်တာလည်းတော်တော်ဖဖပြတ်တယ် မေခွန်းပေါ့ဥစ္စာကိုဒါဒီကိုရေးပြီးတဲ့စာကြောင်းတစ်ခုကိုကိုအနေနဲ့မေခွန်းဘယ်လိုရှာမလဲဆိုတော့ဒီလိုလေးရှာလို့ရတာပေါ့ဥပမာဆိုလို့ရှိရင်တရားဆိုရင်ဒီ old lady who ဖြစ်သွားပြီနော်ဒါ who ဖြစ်သွားပြီဟာနော် who နဲ့မေခွန်းထုတ်ကြည့်မယ်ဆိုဘယ်လိုထုတ် who is who is holding an umbrella အဲ့လောက်ထုတ်နေရတယ်လေဟုတ်ပြီလားနော်အဲ့တော့who is holding umbrella in her right hand ဟုတ်လားသို့မဟုတ် in the right hand ဟုတ်ကဲ့ ဟာနေရာမှာတည်ထည့်လိုက်လို့ရတယ် in the right hand ညာဘက်လက်ထဲမှာထီချောင်းကင်ထားတာဘာတူလဲနော်အဖွားဟိုပါအမေဟိုပါဒီဟိုလေးဟုတ်နော်โอเคဒါက who ပေါ့ဒါဆိုရင်အဲ့ဒီအမျိုးသမီးကဘာကိုကင်ထားတာလဲဆိုလို့ဆိုရင် what နဲ့မေးခွန်းထုတ်ခြင်းပဲဆိုဘယ်လိုထုတ် what is the old lady holding holding in her right hand ဟုတ်တယ်ဒါဆိုရင် what နဲ့ what is the old lady မေကုံကတော့ကိုတိုတဲ့နေရာနေစလို့ပေါ့သူကအရှိန်ယူမှာဟုတ်တော့ပြောရင်ပြောနေသူ့အလုပ်ကသူ့ဘာသူလုပ်သွားမှာတခါတည်းအရှိန်ကြီးတော့ခေါင်းထဲမှာမစင်စားနဲ့ဟိုလိုတလောက်ထုတ်သွားပိုင်းလိုက်လေးတစ်ပတ်ပိုင်းပါထုတ်
ဒါဆိုရင် what is the old lady holding she's holding an umbrella okay ဒါဆိုနောက်တစ်ခုကကျွန်တော်ကညာလက်မှာကင်ထားတယ်ဆိုတော့သူမရဲ့ညာလက်မှာဘာကိုကင်ထားတာလဲညာဘက်လက်မှာဘာကိုကင်ထားလဲဆို what နဲ့ပြန်ထုတ်ကြည့်အောင် what is she holding What is she holding in her right hand ဟုတ်ဒါ what နဲ့ထုတ်တာနော်ဘယ် right hand ကစလုံးဆက်ပြီးပြောရလား right hand ဟုတ်ဆက်လဲရတယ်လေ right ကတက် hand ကတက်ညာဘက်လက်နော် ဟုတ်ပြီဒါဆိုရင်ဘယ်ညာလက်သိကျင်လို့ဆိုရင်တော့ဘယ်လက်ကထီကိုကင်ထားတာလဲအဲ့လိုထုတ်လိုက်ရနော်အဲ့တော့ What is the whole old lady holding which ဟုတ်တယ် which နဲ့သွားမှာ which hand is holding ပေါ့နော် which hand is holding the umbrella ဒီလိုထုတ်ရပြီ which hand is holding the umbrella the umbrella an umbrella which hand ဘယ်ဘက်လက်ကကင်ထားလာလဲဆိုရင်အညာလက်ကကင်ထားတာအဲ့လိုတော့ ဟုတ်ကဲ့ဆရာ okay နောက်တစ်ခုကသူတို့ရဲ့သူမကသူတို့ရဲ့အဖွားဆိုတော့သူတို့ရဲ့အဖွားပေါ့ဒါဆိုရင်ဘသူရဲ့အဖွားလဲဒီလိုကင်လိုက်ရအောင်နော်ဘသူရဲ့အဖွားလဲဆိုရင်ဘသူပြောမလဲ home နဲ့သွားမှာ who's ဟုတ်ပဲ who's ဖြစ်သွားတယ်ပိုင်းဆိုင် who's ဖြစ်သွားတယ် who's who's တော့မပါဘူး who's လုံးထပ်တယ်ပေါ့နော်ဒါအခြေခံထဲမှာမပါဘူး whose grandmother is she ပေါ့ဟုတ်တယ်မလား whose grandmother is she she is grandmother is she grandmother ပြန်ဖြစ်သွား whose grandmother is she is their grandmother ဒီလိုပြန်ဖြစ် ဟုတ် သွား ကဲ့ဆရာ အဲ့လိုဘေးကွန်းကျွန်တော်တို့အရှိပိုင်းမှာshort question လေးsorry simple question လေးပြန်ထုတ်လို့ရပေါ့နော် ဟုတ်ကဲ့ပါဆရာ ဘယ် who's လဲထွက်သွားပြီကျန်တာတွေကတော့ဒီမှာမရှိဘူးဘာကိုထပ်ပြီးဖြည့်ဆွတ်မှာပဲရမှာပေါ့နော် okay ဟုတ်ပြီအဲ့တော့ဒါလေးနောက်တစ်ကြောင်းလောက်ထပ်လုပ်ပဲ19ဖြစ်ဖြစ်20ဖြစ်ဖြစ်ဘယ်ရအဆင်ပြေတယ်ခုလောက် 20လောက်လိုက်မယ်ဆရာ မိုးကြီးရေရှမ်းမိုးကြောင့်ပျက်စီးသွားတရားကိုအင်ဂျင်ဒါဆိုတရားကိုအင်ဂျင်နေရတယ်ပြုပြင်နေကြတာကိုပဲအရင်ပြောလိုက်မယ်engineer တွေဆိုတော့ကြောင့် engineer များပေါ့ engineers are fixing the bridge ပြင်ဆင်နေကြသည်ဆို ing ဖြစ်သွားမယ်fixing by xing fixing the bridge ဟုတ်ပြီ the bridge bridge okay ဒါဆိုရင် subject ပဲ object ရပါပြီဒါဆိုတရားဆိုတဲ့ကြောင့်တရားကပျက်စီးသွားတဲ့တရားဘာကြောင့်လဲဆိုရေကြီးမှုကြောင့်ဆိုတော့ပျက်စီးသွားတာကိုအရင်ဆုံးပြောရမှာဖြစ်တယ်ပျက်စီးသွားတာကို damage damage ကတော့ battery ဖြစ်သွားပြီနော်သူက passive voice ဖြစ်တယ်ဘိုင်ကြောင့်ဖြစ်တာ damage အဲ့တော့ကြောင့်ဖြစ်တယ်ဆိုတော့ action ကြောင့်ဖြစ်တယ်ဆိုတော့ by heavy rain and float HEAV heavy rain rain and float flat ဟိုရပါပြီ flat to flat ဆိုပါနော် flat float လို့ဖတ်နေရအဲ့ဒါကြီးတက်လုံး flat float က FLOAT ကိုပြောတာ floating ဖြစ်တာမျောနေတာဘောလုံးမျိုးပြမျော flat flat blood တို့ blood diamond တွေက BLOD ဆို blood ပြတ်တာနော် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာပြီးပါပြီ sentence ကပြီးတယ်ခုန sentence က engineering are fixing the bridge အဲ့ဒါကိုကျွန်တော်တို့က extend လုပ်တယ်ထပ်ချက်တယ်ဆိုရင် damaged by heavy rains and floods okay ဒါဆိုတဲ့ question စဉ်းစားကြည့်အောင် engineer တွေကဘာကိုပြင်ဆင်နေတာလဲဆိုရင်ကျွန်တော်တို့ what နဲ့မေးခွန်းထုတ်ပါမယ်ဟုတ်ပြီ what are engineer facing now the engineers are facing the bridge damaged by heavy rain and floods နော်အဲ့လိုပြောလိုက်ရင်ပြည့်စုံပါတယ်ဒါဆို what ရပြီဒါဆို who ဘယ်သူတွေကဒီတရားကိုပြင်ဆင်နေတာလဲဆိုရင် who are facing the bridge okay who are facing the bridge engineers are facing the bridge ဒါဆိုရင် who နဲ့ what ကိုဒါဆိုရင်တရားဘာကြောင့်ပျက်စီးသွားတာလဲဆိုတော့ why ကိုထုတ်မယ်ဆိုရင်ဘယ်လိုထုတ်မယ်ပေါ့နော် why did the bridge damage why are ပဲထည့် why ဘယ်လဲ ဖြစ်ရမှာတရားဆိုတာတစ်ခုတည်းဖြစ်တဲ့ကြောင့် why
ဆရာအဲ့ညာမှာဒူးတဲ့စစ်သုံးမလားဘက်ထရီသုံးမလားဘယ်လိုဖွဲ့လဲ သူကပျက်စီးခြင်းခံရတာဖြစ်တဲ့အတွက်ကြောင့် amide supply battery ကိုပဲသုံးအောင်ပဲ အာဒူးတဲ့ this မလို့ ပြ ပေါ့ တဲ့ နော် ကြတော့များသောအားဖြင့်ကိုယ်တိုင်ဖြစ်တာမျိုးတွေမှာသုံးရတာ အမစ်ဆောက်ပဲဆိုရင်ဟောအဲ့လိုဆိုရင်ဒီဟာကိုပြန်ပြောရင် why why is are the bridge damaged တရားကတစ်ခုတည်းဆို r ကို is ပြောင်းပေးရ why is the bridge damaged damage အဲ့လိုပြောင်း why is the bridge why damaged is the bridge damaged the bridge is damaged by heavy rain and floods ပြန်ဖြစ်သွားတယ်နော် ဟုတ်ကဲ့ပါဆရာ အကြောင်းပြချက်လို့ခြင်းအကြောင်းလို့ခြင်း reason ကိုကျွန်တော်တို့ why ဆိုတဲ့ question ထုတ်တယ်ဆိုတော့ who what why သုံးခုရတာပေါ့ ဟုတ်ကဲ့ပါဆရာ သုံးခုရမယ်ဆိုတော့ဒါဆိုရင်ဒီမှာ battery ဆိုတဲ့ဒီ past participle adjective passive adjective က ing ဆိုတဲ့ present participle adjective ကနှစ်မျိုးပေါ့ဒီပထမတစ်ခုက adjective ကိုရှေ့ရရေးနောက်တစ်ခုက adjective ကိုအနောက်ပိုင်းဘာကြောင့်ရေးတာလဲဆိုတော့အနောက်မှာ စကားစုဆိုတဲ့ phrase တွေပါလို့เนาะအဲ့ဒါလေးခုလည်းဒီတိုင်းနဲ့ဒီတိုင်းပါပဲ the child sleeping လို့ဘာကြောင့်ပြောတယ်လဲဆိုအနောက်မှာ phrase တွေပါနေတဲ့ face ပါ ပါလို့နောက်ကိုရွှေ့သွားခြင်းဖြစ်တယ်အရွှေ့နှစ်ခုပေါ့အဲ့ဒါကိုတချို့ကသတိမထားတတ်ကြဘူးမထားမိဘူးโอเคဒါ တစ် ဆို လုံးလည်လာတဲ့ဟာဆရာရှင်းလိုက်ပါရှင်းပါတပြည့်ရရှင်းတော့နောက်ဆုံးလုံးနေမှာမစမ်းတတ်တာ okay ဆိုတော့အဆင်ပြေမယ်ဆိုရင်နောက်ထပ်သူကဒီ present participle adjective ကိုစင့်ပွားတစ်ခုထပ်ကြည့်မယ်ဆိုလို့ရှိရင်သူက because ဆိုတဲ့ဒီ ing ကအဓိပ္ပာယ်ထပ်ရှိသေးတယ် because နဲ့တူတယ်ပေါ့ဒီ ing ကအတစ်တစ်ခုဆိုရင် because နဲ့လာတူတဲ့အကြောင်းတစ်ခုဒီမှာလည်းပြန်ရှိတယ်ပေါ့နော်ဒါလေးချက်ဟောဆိုလိုက်မယ် Brian ကြီးကို because